ဒီနေ့မှာတော့ system ကနေပေးတဲ့ quest ကိုလုပ်ကြည့်ဖို့အတွက်မြို့နယ်တော်နေဝေးတဲ့တောအုပ်တနေရာကိုထွက်လာခဲ့လိုက်ပါတယ်။ system ကနေချပေးနေတဲ့ mission တိုင်းကလည်းအများအားသိမင်းနဲ့လက်တလုံးချကစားဆိုအန်နေများရဲဆိုပေမဲ့နိုင်သွားခဲ့ရင်လည်းပိုပြီးကျန်းနိုင်တဲ့ခွင့်ရည်ပေးနေရကြောင်းမလို့ gate ထဲမှာဘယ်လိုရာတွေစောင့်ကြိုနေမလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းနေရပဲဖြစ်ပါတယ်။ဒန်ဂျန်ရဲ့အထဲမှာတော့ quest တွေမပြီးမချင်းအပြင်ပြန်ထွက်လို့မရဘူးဆိုတာနဲ့သွေးပြန်ဖြည့်ခွင့်မပေးဘူးဆိုတဲ့သတိပေးစာတက်လာတဲ့အတွက်အရင်လိုကြောင်အကြမ်းတိုက်ခတ်လို့မဖြစ်တော့ဘူးလို့တွေးနေတော့မှနိုင်တကောင်အစေးချင်းထိုးဖို့တလန်းချင်းလန်းလာနေတာကိုမြင်လိုက်ရပါတယ်။ဂျင်ဦးကနေကြတယောက်လိုရှေုံနဲ့စားတင်တိုက်ခိုက်လိုက်ပေမဲ့နိုင်ကတန်ချက်ကောင်ကိုမထိုးပေါက်နိုင်တဲ့အတွက်ကြောင့်မန်နာကိုချွေတာတဲ့အနေနဲ့မြန်မာလူကြီးလက်ကိုအသုံးပြုပြီးဆွဲဖျက်ပေးလိုက်တော့မှအိဋ္ဌာသဘောနဲ့ကိစ္စချောသွားခဲ့ပါတယ်။ဒီလိုနဲ့တခြားတစ်ပတ်မှာလည်း U family တွေချစ်ချစ်ခင်ညသာစားနေရတဲ့အချိန် guide ကိုခေါ်သမျှ S1 hunter တွေညှင်းခံလိုက်ရတဲ့ထိုးကြုံတဲ့သားလေးချင်းဆောင်ကတခြားနိုင်ငံ hunter တွေကိုထပ်ကမ်းလန်းထားတဲ့ကြောင့် Daddy U ကိုပြောပြနေပါတယ်။ဂျင်ဟိုလည်း gate တွေစေးကြည့်ပြီးလေလံဆွဲနေရအောင်သူသိရတဲ့အတွက်သူ့ကိုခြေရလာမတိုင်းဖို့အကြီးပြီးအပြစ်ပုံချပေးနေပါတယ်။အဲဒီအချိန်မှာပဲနောက်တဲ့ night လေးကောင်ကိုရှင်းပြီးလို့နားယူမလို့ကြံနေတော့မှအဝေးကနေတိုက်ခိုက်လိုက်တဲ့ mate archer နဲ့အနီးကတိုက်ခိုက်တဲ့ night assassin တို့ကြောင့်ဂျင်ဦးတယောက်ပြားတုတ်နေပြီဆိုပေမဲ့ဂျင်ဦးကတော့ဂျင်ဦးပဲမလို့တုတ်နေတဲ့ပြားကိုရေချိုတောက်ပစ်လိုက်ပါတယ်။ system ကနေလည်းသွေးပြက်ခွင့်မပေးတာဘူးဆိုပေမဲ့ကြားလာတဲ့ပစ္စည်းတွေကိုတော့ယူခွင့်ပေးတာမလို့ night ကရတဲ့တန်ချက်ကဝတ်စုံကိုအကာအကွယ်ဝတ်စုံဖြစ်ဝတ်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ခဏလောက်နားယူပြီးရန်လူရှိတဲ့တကားကိုဖုံးဝင်ခြင်းမှာပဲဘရင်မရှိတဲ့ plan ကိုစောင့်ရှောက်ပေးနေတဲ့အနီရောင်တန်ချက်ကဝတ်ဆင်သူရဲ့ကောင် Egret ရဲ့အချိန်ဝါတွေကြောင့်ဇော်ချစ်ကပြန်တဲ့အထိလန်သွားခဲ့ရပါတယ်။အဲနောက် Egret ကအလွန်လင်မြန်တဲ့တိုက်ခိုက်ချက်တွေကိုတုံပြီးတိုက်ခိုက်နေတဲ့အပြင်ဂျင်ဝီရဲ့တိုက်ခိုက်လာတဲ့တိုက်ခိုက်မှုတွေကိုပါတခါတည်းခုခံပြနေတဲ့အတွက်ဒီတိုင်းဆက်ချနေလို့မဖြစ်တော့မှဂျင်ဝီရဲ့တွေးရုံတွေရရိမ့်မိနေခဲ့ပါတယ်။အဲဒါကြောင့်ရှေ့မှာတိုက်ခိုက်ခဲ့တဲ့ night တွေလိုလက်ဗလာနဲ့ပြင်းမှုဓာတ်ကိုသိမ်းလိုက်တဲ့အခါမှာတော့ Egret ကလည်းတိုက်ခါကိုထိန်းတဲ့အနေနဲ့လက်နက်တွေကိုချပြီးတရောကောင်းစိတ်ဓာတ်ကိုပြပေးလိုက်ပါတယ်။အဲဒီအချိန်တိုက်ခေါင်မှုတစ်ခုပေါ်မှာတော့ S1 hunter တွေစုဝေးနေကြပြီးလူတို့မြင်မကြည့်တဲ့ကြားတွေကနေဂျယ်ကျူးကျွန်းကိုတွားရောက်စုံစမ်းခွင့်ရအောင်ထောက်ခံပေးတဲ့ဥက္ကဋ္ဌကိုကျေးဇူးတင်တဲ့အကြောင်းနဲ့နောက်တစ်ခါစိတ်မပြတ်စေရအောင်လှုပ်လာခဲ့မယ်လို့ဂျုံဝင်ကပြောပြနေတာပဲဖြစ်ပါတယ်။ဒါတော့အဲထဲမှာလည်းမျက်စိတမိတ်တွင်းမှာတော့မမြင်ရလောက်တဲ့အချိန်နဲ့တိုက်ခိုက်ချက်တွေကိုဂျင်ဦးလျောက်လူလဲခံစားနေရတဲ့အတွက်ကာရတဲ့ကာကွယ်တွေကိုပါဖောက်ထွက်ကုန်ပြီးဇွန်းတက်ပြီးလော်ခံနေရပါတယ်။ဒါပေမဲ့ Egret မြန်တဲ့အချိန်ကိုသုံးပြီးတိုက်ခိုက်ကြည့်လိုက်တာကြောင့်အသာစီးရသွားသလိုရှိပေမဲ့ဂျင်ဦးရဲ့တိုက်ခိုက်မှုတစ်ခုက Egret ကိုထိနာသွားသလိုဖြစ်စေခဲ့တာကြောင့်ဒေါသထွက်သွားတဲ့ Egret ကရှိသမျှဆွမ်းနေတဲ့ဂျင်ဦးကိုဝအောင်ကြုံပြီးပလင်ရှိရာဘက်ကိုလွင့်ပစ်လိုက်ပါတယ်။နောက်ဆုံးအနေနဲ့ပလင်ပေါ်ကဂျင်ဦးကို Egret ကနန်းချပေးတော့မဲ့အချိန်မှာတော့မိသားစုအတွက်သူရှင်သန်နေတာကိုသတိရသွားတဲ့ဂျင်ဦးကသူ့ရဲ့လက်ကျန်ခွန်အားနဲ့နီလန်ပေါင်းစုံကိုအသုံးပြုပြီးတိုက်ခိုက်လိုက်ပြီးတော့နောက်ဆုံးတစ်ချက်ကိုတော့လဲမျိုးကိုစောင့်ထိုးနိုင်လိုက်တာကြောင့်ဒါကံကောင်းပြီးစမပြုတ်ခဲ့ရတာပဲဖြစ်ပါတယ်။ရလာတဲ့စုတွေကိုစစ်ကြည့်နေတဲ့အချိန်မှာတော့မင်းကန်ကောင်းပါစီဆိုတဲ့စာတန်းနဲ့အတူအချိန်ဘယ်လောက်ထိကြာနေနိုင်မလဲဆိုတဲ့အစင်မီကွက်တစ်ခုဖြစ်အဆုံးမရှိတဲ့ night တွေကတယ်လီဘော့ကနေတစ်ကောင်ပြီးတစ်ကောင်ထပ်ပေါ်လာနေပါတယ်။ဂျင်ဦးကခဏတော့တိုက်ကြည့်လိုက်ပေမဲ့ခြေနေရမဟန်တော့တာကြောင့်ကိုဖြောက်တာကိုတုံးကြည့်လိုက်ပေမဲ့ observation ဟန်ကြီးတုံးတက်နေတဲ့မေးတွေကြောင့်အကုန်လုံးကမြင်နေရပါတယ်။ဒါဆိုလဲလောဘသိတော့မယ်ဆိုပြီးကြံနေပေမဲ့ထုံးစံတိုင်းနောက်ကနေ night တစ်ကောင်ကထူပေးလိုက်တာမလို့ဒီကြံလဲကြာရှုံးသွားပြီးနောက်တစ်ပိုင်းကတော့မနှက်ပြန်မှတင်ပေးမှာပဲဖြစ်ပါတယ်။တိုက်ပွဲအကြနေပြီဖြစ်တဲ့အတွက်ပင်မလာနေပြီဖြစ်တဲ့ဂျင်ဦးကို system ကနေပါသွေးရောမန်နာပါဖြစ်ခွင့်ပေးရတာကြောင့်မလို့စုံမသက်တော့တဲ့ night တွေကြားထဲမှာတော်တော်လေးတိုင်ပတ်နေပြီပဲဖြစ်ပါတယ်။အဲဒီအချိန်စိတ်ကထင်အောင်ထင်မှားဖြစ်ပြီးအတိတ်ကမကောင်းတဲ့မှတ်ဉာဏ်တွေပြင်ရင်းနှီးသူတွေရဲ့လက်လျှော့လိုက်တဲ့မိဆိုတဲ့တိုက်သွန်းတန်တွေနဲ့အတူအစိုးဆုံးဖြစ်တဲ့မသိစိတ်ရဲ့အားနည်းတဲ့စိတ်ဝိညာဉ်ကပါဂျင်ဦးကိုပြန်ပြီးချောင်းလန့်နေတဲ့အတွက်ကိုယ်စိတ်ကိုရင်ပြန်ပြီးတွန်းလှန်နေရပါတယ်။မသိစိတ်တဲ့ကဂျင်ဦးကအရင်တော့လူပဲဒီလောက်နဲ့ရှုံးကိုလက်ခံပြီးရလိုက်သိနေပြီလို့မခံချင်အောင်တောက်လျှောက်လောင်မြောင်ချောင်းလန့်နေတဲ့စကားသံတွေကြောင့်ခဏလောက်တိတက်လို့ဖြစ်သွားတဲ့ဂျင်ဦးကိုအနောက်ကနေလက်ချောင်းနေတဲ့ night တစ်ကောင်ကဝင်တွယ်ပေးလိုက်ပါတယ်။အဲဒီနောက်ကာဒီယွန်ဖျားเจ้าတော့အတိုင်းတပုံစံနဲ့ဖြုတ်ခံရတော့မယ့်အချိန်မှာတော့ system ကနေတနေ့ကုန် daily quest တွေမလုပ်ရသေးတဲ့အတွက် penalty payment နေရာကိုပို့ပေးလိုက်လို့ဒါဇက်ပြုံးမဲ့ခြေနေကနေလက်မတင်လေးလွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။ဂျင်ဦးမစွမ်းတဲ့ system ကနေ share မပေးနေတဲ့အတွက်အခုချိန်ထိတက်ရှင်နေရတယ်ဆိုပေမဲ့ယာလာတဲ့ဒဏ်ရာတွေကပြင်းထန်နေလို့တဲ့အတွက်သိဖြစ်စေးကတော့လုံလောက်အောင်မဟီးပေးနိုင်တဲ့ခြေနေကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။အဲဒါကြောင့် training ကထောက်လာမဲ့ကန်ရန်ရတီကောင်တွေကိုပဲ level တက်တိကြုံပြီးပြန်ကောင်းအောင်လုပ်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက် store ကနေငကနိုင်ဓာတ်တစ်ချောင်းကိုဝယ်လိုက်ပြီး Egret စီကနေရတဲ့ပစ္စည်းတွေဖြစ်တဲ့အဝေးကနေထိန်းချုပ်သုံးပြုလို့ရနိုင်တဲ့ run ကိုပါတခါတည်းအသုံးပြုလိုက်ပြီးနောက်တစ်ခါအဆုံးမရှိတဲ့တိုက်ပွဲအတွက်အဆင်သင့်ဖြစ်နေပြီပဲဖြစ်ပါတယ်။ penalty လုံးနေတဲ့အချိန်အတွင်းမှာတော့ရဲလိုက်တွေက night တွေကတစားစားပုံများလာနေတာကိုမြင်လိုက်ရပေမဲ့အင်အားသစ်နဲ့ပြန်ရောက်လာတဲ့ဂျင်ဦးကခက်ကြမ်းကြမ်းလေးပဲဖြုတ်နေရင်ရင်လို level တွေတက်မလာတာကိုသိထားမိသွားပါတယ်။ night တွေရဲ့နောက်ဘက်ကနေမေးတကောင်ကကတိုးလေးခိုးပြီး spare 3နေရာကိုမြင်လိုက်ပေမဲ့သူ့ကိုတိုက်ဖို့3နေရာမဟုတ်တာကြောင့်မလို့တခုခုမဟုတ်တာလုံးနေမှသိသွားတဲ့ဂျင်ဦးကမေးရဲ့နောက်က gate တွေကနေ night တွေကိုဆင့်ခေါ်ဖို့ကြိုးကင်နေတဲ့နောက်ွယ်ကမေးမဲဆိုတာကိုသိရှိသွားခဲ့ပါတယ်။အဲဒါကြောင့်အဲဒီ night တွေကိုဥဆောင်ပေးနေတဲ့ငညော်ကောင်ကိုရင်ရှင်းပြရမယ်ဆိုတာကိုသိရှိသွားခဲ့တဲ့အတွက် Egret စီကနေမှရထားတဲ့ skill တွေကိုပါတခါတည်းတိုက်ပွဲထဲမှာသုံးပြကြည့်လိုက်ပြီးကြံနေခဲ့တဲ့မေးတွေကိုပါလိုက်လံရှာဖွေပြီးရှင်းပြနေပါတယ်။ဒါပေမဲ့နောက်ဆုံးကြံနေခဲ့တဲ့မေးတွေက3ကောင်ကကြာရှုံးသွားတဲ့ night တွေကိုအသုံးပြုပြီးအေယာမဂိုလန်တကောင်ကိုဖန်ဆင်းပြီးခုခံမှုတွေလုပ်နေတဲ့အတွက်အေယာမဂိုလန်ကောင်ကြီးရဲ့လှုပ်ရှားမှုတွေရင်နှေးသွားအောင်လို့မျက်နှာချက်ကမီးဆိုင်နဲ့ဖိအားပေးလိုက်ပြီးအနောက်ကညော်နေတဲ့မေး3ကောင်ကိုအရင်ရှင်းပြလိုက်ပါတယ်။မေးတွေကုန်သွားပေမဲ့ဂိုလန်ကောင်ကြီးကကြံနေသေးတဲ့အတွက်ချက်ချင်းပဲလက်ဆတက်ပေးလိုက်ပြီးရဲလိုက်ထဲမှာ4နိုင်ကျော်လောက်တောင်းခံပြီးတိုက်နေရတဲ့တိုက်ပွဲကလည်းအောင်မြင်စွာပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။
အဲ့နောက်စစ်စံကနေဂျင်ဦးတိုက်ခိုက်လှုပ်ရှားခဲ့တဲ့ပုံစံတွေကိုစစ်စစ်လေးလာနေပြီးကိုင်းညီတဲ့အလုပ်ဖြစ်နိုင်တဲ့အရေးစစ်တပ်ကိုထိန်းချုပ်အသုံးပြုလို့ရတဲ့နီခရိုမန်ဆာအောင်လန်းမော်စရာအလုပ်ကိုကမ်းလှမ်းလိုက်ပေမဲ့ဂျင်ဦးကိုယ်တိုင်ကအနီးကတိုက်ခိုက်တဲ့လောက်ကျန်တပ်ဖြတ်သူအဆဆင်တိုက်ဖြစ်နေတာကြောင့်မလို့ကမ်းလှမ်းချက်ကိုညှင်းပယ်လိုက်ပါတယ်ဒါပေမဲ့စစ်စံကနေဆုံးဖြတ်ချက်ကိုတေချာပြီးလားနောက်တစ်ခေါက်ပြန်မင်းနေတဲ့အတွက်ဂျင်ဦးခုနက်လေးတင်တိုက်ခိုက်ခဲ့တဲ့နိုင်တွေကိုစင့်ခေါ်တုံးချတတ်တဲ့မေအကြောင်းကိုပြန်တွေးမိပြီးသူသာလက်ခံလိုက်ရင်တယောက်တည်းမဟုတ်ပဲအဖွဲပြေတိုက်ခိုက်လို့ရမှာဖြစ်တဲ့အပြင်ထိန်းချုပ်သူကတန်မာရင်တန်မာသလောက်ရဲတွေကပိုကျန်းလာနိုင်တာမလို့လက်ခံကြီးကိုဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်Sister ရဲ့ကမ်းလှမ်းချက်ကိုလက်ခံလိုက်တဲ့အတွက်ချိန်ထဲမှာပဲနီခရိုမန်ဆာငွေသက်ကိုပြောင်းပေးလိုက်ပြီးနိုင်တွေကိုအကုန်ကြိတ်ထားတဲ့ဂျင်ဦးကိုလည်းရိတ်တွေကိုပါစေခိုင်းလို့ရတဲ့ဒုတိယဆင့်စီအဆင့်မြင့်တင်ပေးလိုက်ပါတယ်။အဲဒီနောက်နိုးထားကြလို့ဆိုတဲ့စကားနဲ့ရိတ်စစ်တပ်တစ်ခုလုံးကိုထိန်းချုပ်လိုက်ပြီးရန်ပုံမြင့်တဲ့သူတွေကိုရောယာမလားဆိုတဲ့လောဘဝင်လာတဲ့အတွက် Egret ကိုစမ်းသက်ကြီးကိုဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့တိန်းသားနိုင်တဲ့ရေတွက်ကကန့်တန်းနဲ့ရှိနေတာကြောင့်မလို့အချို့ရိတ်တပ်သားနိုင်ငံကိုလက်လွတ်လိုက်ပြီး Egret ကိုစတင်တက်သွင်းကြည့်လိုက်ပါတယ်။စမ်းသပ်မှုက3ချိန်ပဲလုံးဝရှိတဲ့အတွက်စိတ်ပူနေပေမဲ့လည်းအရှုံးတော့မရှိနိုင်တာမလို့စာပြီးစင့်ခေါ်ကြည့်ပေမဲ့ငင်းဆန်ခံလိုက်ရပါတယ်။ဒုတိယကြိမ်စူးစမ်းမှုကလည်းထပ်ပြီးညှင်းဆန်နေတာကြောင့်မလို့ဘရင်မရှိတဲ့ပလင်ကိုစောင်းရှောင်းနေတဲ့သူရဲကောင်းဖြစ်ခံယူနေမဲ့စာသူနဲ့လက်တွဲပြီးတန်ကြီးတက်နေတဲ့ဓာတ်ကိုအတူထက်အောင်သုံးပြီးသူ့လက်အောက်မှာမှုတော်ထန်ကာဝယ်ပေးမလားလို့တော်ကီတွေပြစ်ပြီးနောက်ဆုံးချိန်ကိုစင့်ခေါ်ကြည့်လိုက်ပါတယ်ဂျင်ဝူရဲ့နောက်ဆုံးစကားကိုသဘောကျသွားတဲ့ Egret ကစင့်ခေါ်ကောင်ဖြစ်ကိုလက်ခံပေးလိုက်ပြီးရိတ်စစ်တပ်တစ်ခုလုံးနဲ့အတူဂျင်ဝူရဲ့ပါးတော်ကိုခါစားနေရရင် Season 1ကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် Like Share Comment Subscribe တခုခုလုပ်ပြီးတော့ကူညီသွားပေးနိုင်ပါတယ်